皆さんこんにちはဒီနေ့ကတော့ N2 ခန်းကြီး Master ရဲ့ယွန်းချစ်အချီနီချီကိုဆက်ပြီးတော့လေ့လာကြမယ်အဲ့တော့ပါဝင်မဲ့ခန်းကြီးရဲ့ဒီခန်းကြီးလေးပါဝင်မဲ့အသေးစိတ်ကိုဆက်ပြီးတော့ကြည့်ကြမယ်ဟုတ်ပြီအဲ့ဒါဆိုရင်122လုံးမြောက်ခန်းကြီးရောက်သွားပြီပေါ့နော်အဲ့တော့ဘယ်ခန်းကြီးလေးကိုလေ့လာမလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အွန်ရော်မီဒါကြောင့်အခန်း9ရဲ့ခန်းကြီးလေးနော်အခန်း9ရဲ့ဒုတိယမြောက်ခန်းကြီးလေးအဲ့တော့ဒီခန်းကြီးရဲ့ခွန်းရော်မီနဲ့အွန်ရော်မီကိုအရင်ကြည့်မယ်အဲ့တော့ခွန်းရော်မီအနေနဲ့ကဘာလဲစကာရဲဒူဆိုတာကသိပြီးသားနော်ပင်မန်းနဲ့ဆိုတဲ့ဟာမျိုးဘာလဲစကာရဲဒူဆိုတာကပင်မန်းနဲ့အဲ့တော့အွန်ရော်မီအနေနဲ့ကဟိအဲ့ဟီလေးကိုဘယ်မှာသုံးလဲဆိုတော့ hero kai fuku ဘာလဲဒီဟီလေးကိုဘယ်မှာသုံးလဲဆိုတော့ hero ဆိုတာကကြောက်ဘာလဲဆိုတော့ပင်မစင်းရဲနွမ်းနေတာကို hero လို့ပြောပြီးတော့ kai fuku ဆိုတာပြန်လဲကောင်းမွန်လာတာကိုပြောတာအဲ့တော့ဒီခန်းကြီးနှစ်ခုကိုတွဲလိုက်တဲ့အချိန်မှာဘာလဲပင်မနွမ်းနေမှုကနေပြီးတော့ပြန်လဲကောင်းမွန်လာခြင်းကို hero kai fuku ဆိုပြီးတော့ပြောတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်အဲ့တော့နှစ်ပိုင်းပိုင်းပြီးမှတ်မယ်ဆိုတော့ဒီလိုပိုင်းလေးဖြစ်သွားပြီးတော့တရားကတော့တည်ပြီးသားပါလဲဆိုတော့ခါဝဆိုတဲ့အရေးပြားခန်းကြီးလေးဖြစ်မယ်ဒီနောက်ဒီအပေါ်ကပေါ့နော်ဒီအပေါ်ပိုင်းလေးကကြာပါလဲဆိုတော့ဖျားနာတဲ့နေရာမှာသုံးတယ်ဒီမှာလေးဘျောခီတို့ဘာတို့မှာသုံးတယ်အစိတ်ပိုင်းလေးဖြစ်တယ်အဲ့လိုဖျားနာတွေပိုင်းသုံးတယ်အစိတ်ပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဖျားနာခြင်းလို့မှတ်လိုက်မယ်အဲ့တော့အရေးပြားကဖျားနာတဲ့ဖြစ်တယ်ဆိုရင်ဘာဖြစ်မှာလဲကိုကပင်မန်းမှာပေါ့နော်တခုခုနေမကောင်းဖြစ်ဖျားနာတယ်ဆိုရင်ပင်မန်းတယ်လေအဲ့လိုမှတ်ထားလိုက်ပြီးတော့အရေးပြားကဖျားနာနေတယ်ဆိုရင်လည်းပင်မန်းတယ်လို့မှတ်လိုက်မယ်အဲ့တော့ဗာလဲသူ့ရဲ့ဟိုဟာနေဆိုရင်ခွန်းရော်မီနေနဲ့ကစကားတဲ့သူအွန်ရော်မီနေနဲ့ကဟီအဲ့ဟီလေးကိုဘာမှသုံးလဲ hero ဆိုတဲ့ပင်မန်းစင်ပင်မန်းနွမ်းနယ်မှုတွေမှာသုံးတယ်အဲ့ဒါအောင်မှာ hero kai fuku ဆိုရင်နော်ပင်မန်းနွမ်းနယ်မှုကနေပြီးတော့ပြန်လဲကောင်းမွန်လာခြင်းကိုပြောတဲ့အချိန်မှာသုံးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီ122လုံးမြောက်ခန်းကြီးလေးကိုရောက်သွားမယ်နော်အဲ့တော့ဆက်ကြည့်ကြမယ်123လုံးမြောက်ခန်းကြီး123လုံးမြောက်ခန်းကြီးလေးကကြတော့ဒီခန်းကြီးလေးကိုလေ့လာကြမယ်အဲ့တော့သူ့ရဲ့ခွန်းရော်မီနဲ့အွန်ရော်မီကိုအရင်ဆုံးကြည့်ကြမယ်အဲ့တော့ခွန်းရော်မီအနေနဲ့ကဘာလဲနာရဲတုဆိုတဲ့ကျင်သားရတယ်ဆိုတဲ့ဟာနာရဲတဲအီမတ်တို့ကအမြဲပြောရလေအဲ့တော့နာရဲတုဆိုတာကကျင်သားရတယ်အွန်ရော်မီအနေနဲ့ကဘာလဲဆိုတော့ခန်းဆိုတဲ့အတန်ထွက်ထွက်တယ်အဲ့တော့ဒီခန်းလေးကိုဘယ်နေရာမှာသုံးလဲဆိုတော့စေကတ်ရှုံခန်းပေါ့နော်စေကတ်ရှုံခန်းဆိုတော့အဲ့တော့ဘာဖြစ်သွားလဲအလေးအကျင့်အလေးအထပေါ့နော်ဒီဟာရှုံခန်းကစေကတ်ကကြာနေထိုင်မှုဘဝကိုပြောတဲ့အတွက်ကြောင့်မို့လို့နေထိုင်မှုဘဝအလေးအကျင့်နေထိုင်မှုဘဝအလေးအကျင့်ကိုပြောတဲ့နေရာမှာသုံးတယ်အဲ့တော့ဗာလဲစေကတ်ရှုံခန်းဆိုပြီးတော့ပြောတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးမှတ်ပုံမှန်တွေကိုကြည့်ကြမယ်ဘလို့မှတ်ကြမလဲဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရရှေ့အပိုင်းတွေကဗာလဲခိုခိုးရိုးဆိုတဲ့နှလုံးသားခန်းကြီးလေးဖြစ်ပြီးတော့ဒီအနောက်ကအပိုင်းတွေကကြာဗာလဲဆိုတော့စရနုကုဆိုတဲ့ထိုးဖောက်ဝင်ရောက်တဲ့ဆိုတဲ့ခန်းကြီးလေးဘာလဲစရနုခုဆိုတဲ့ထိုးဖောက်ဝင်ရောက်တဲ့ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့တော့ဘာလဲဆိုတော့ဟိုဒီမှာဆိုရင်နှလုံးသားကိုထိုးဖောက်ဝင်ရောက်လာတယ်ပေါ့နော်ထားပါတော့ကိုကြည့်လိုက်တဲ့ဒီရှုခင်းလေးကကိုယ့်ရဲ့နှလုံးသားကိုထိုးဖောက်ဝင်ရောက်လာတာကကိုယ့်အတွက်တော့ကျင်သားရနေပါပြီလို့မှတ်လို့ရတယ်။ဘာလဲနှလုံးသားကိုထိုးဖောက်ဝင်ရောက်လာတာကကိုယ့်အတွက်တော့ကျင်သားရနေပြီလို့မှတ်လို့ရတယ်။အဲ့တော့ဘာလဲနာရဲတူဆိုတဲ့ကျင်သားရတဲ့ခန်းဆိုတဲ့ဗာလဲဆဲကဆိုရှုံးခန်းနေမှာသုံးတဲ့ဟာဗာလဲနေထိုင်မှုဘဝအလေးကျင့်နေထိုင်မှုပုံစံမှာသုံးတဲ့ခန်းကြီးလေးဖြစ်သွားမယ်အဲ့တော့နောက်တစ်လုံးဆက်ကြည့်ကြမယ်အဲ့တော့124လုံးမြောက်ခန်းကြီးလေး124လုံးမြောက်ခန်းကြီးလေးကကြာဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အွန်ရော်မီကိုအရင်ကြည့်မယ်ခွန်းရော်မီအနေနဲ့ကဘာလဲဆိုတော့ခီဆိုးဆိုတဲ့ရှင်ပြိုင်နေဆိုတဲ့ခန်းကြီးလေးဘာလဲရှင်ပြိုင်တာပေါ့နော်ပြိုင်နေဆိုတဲ့ခန်းကြီးလေးဖြစ်သွားပြီးတော့အွန်ရော်မီအနေနဲ့ကအတန်အတွက်နှစ်ခုရှိတယ်ကျောနဲ့ခိတ်ဟုတ်ပြီဒီကျောလေးကိုဘယ်မှာသုံးလဲဆိုရင်ကျောဆိုးဆိုတဲ့ပြိုင်ပွဲမှာသုံးတယ်ဗာလဲကျောဆိုးဆိုတဲ့ပြိုင်ပွဲမှာသုံးတယ်အဲ့တော့ဒီဆိုးလေးကကြတော့ဗာလဲဆိုတော့သူကငင်းခုန်တာအာရာဆိုးကြီးဆိုတဲ့ငင်းခုန်နေဆိုတဲ့ခန်းကြီးလေးငင်းခုန်နေရန်ဖြစ်တယ်ဆိုတဲ့ခန်းကြီးလေးပြိုင်ဆိုင်နေပေါ့နော်ငင်းခုန်နေရန်ဖြစ်တယ်ပြိုင်ဆိုင်နေဆိုတဲ့ဗာလဲအာရာဆိုးကြီးဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဒီနှစ်ခုပေါင်းလိုက်ရင်ပြိုင်ပွဲဖြစ်သွားမယ်နောက်ထပ်တစ်ခုကကြဘာဖြစ်လဲဆိုတော့ K ပေါ့နော်ဒီ K လေးကဘာမှသုံးလဲဆို K ပါဒါကဘာလဲမိနာဆန်တို့တည်ပြီးသားဥမဆိုတဲ့ဟာဥမဆိုတဲ့မြင်းနဲ့ပြိုင်နယ်နဲ့ပေါင်းလိုက်တာဒီခန်းကြီးလေးပြိုင်နယ်ရဲ့မြင်းနယ်ပေါင်းလိုက်တော့ဘာဖြစ်တာမြင်းစည်းပြိုင်ပွဲဖြစ်သွားမှာပေါ့အဲ့တော့ဗာလဲ K ပါဆိုတဲ့မြင်းစည်းပြိုင်ပွဲကျောဆိုရင်ကျောဆိုပြိုင်ပွဲဆိုပြီးသုံးပြီးတော့ K ဆိုရင်က K ပါဆိုတဲ့မြင်းစည်းပြိုင်ပွဲဆိုပြီးတော့သုံးတယ်ဟုတ်ပြီအဲ့ဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်မလဲဆိုရင်
ဒီရမှာဆိုရင်နှစ်ပိုင်းပြီးတော့မှတ်လို့ရတယ်အဲ့တော့ဒီအပေါ်ပိုင်းတွေကကြောင့်ဘာလဲဆိုတော့တတ်စစ်ဆိုရဲမတက်ရက်တယ်ဆိုရဲခန်းကြီးလေးမဟုတ်လားမတက်ရက်တယ်မှာသုံးတယ်တတ်စစ်ဆိုရဲခန်းကြီးလေးဖြစ်ပြီးဒီအောက်ကခန်းကြီးလေးကကြောင့်ဘာနဲ့တူမလဲဆိုတော့အနီအကိုခန်းကြီးနဲ့မတူလားတူတယ်ဟုတ်ပြီအဲ့ဒါဆိုရင်မတက်ရက်ပြီးတော့အကို2ယောက်ကရှင်ပြိုင်တယ်လို့မှတ်လိုက်မတက်ရက်ပြီးတော့အကို2ယောက်ဘာဖြစ်လို့အကို2ယောက်လို့ပြောလဲဆိုတော့ဒီမှာဒီခန်းကြီးလေးကပုံစံတူနှစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မလို့မတက်ရက်ပြီးအကို2ယောက်ကဘာလုပ်နေရလဲခီဆိုးဆိုတဲ့ပြိုင်ဆိုင်နေတယ်ရှင်ပြိုင်နေလို့မှတ်လို့ရတယ်ဟုတ်ပြီအဲ့ဆိုရင်ဒါလေးကဘာလဲဆိုတော့ခီဆိုးဆိုတဲ့ပြိုင်နေကျောဆိုရင်ကျောဆိုးဆိုတဲ့ပြိုင်ပွဲ K ဆိုရင် K ပါဆိုတဲ့မြင်းစီပြိုင်ပွဲဆိုပြီးရှိမယ်အဲ့တော့124လုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီเนาะအဲ့တော့ဒီနေ့အတွက်ကတော့ပြီးသွားပါပြီမိနာဆန်လေးရမယ်လို့ထင်ပါတယ်ありがとうございますまたねバイバイ